လူပေါင်းတဲ့အခါကြည်ပေါင်းပါကိုကျိုးချာခီးသွားများတဲ့လောကကြီးထဲမှာမျက်နှာချူချူလေးနဲ့အနားရောက်လာတိုင်းလည်းမိတ်ဆွေရဲ့စစ်လို့မတင်လိုက်နဲ့တချို့လူတွေကလူထက်လက်ကိုခင်လို့သာအပေါ်ရန်ပြုံးနေနဲ့မြားနေကြတာဒီလိုပြောလို့ကိုနားရောက်လာတဲ့မိတ်ဆွေတိုင်းမကောင်းဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်ဒီလူကစိတ်ရင်းနဲ့ကိုလားပေါင်းတာလားအပေါ်ရန်လားဆိုတာခွဲခြားဆက်ဆံတတ်ဖို့ဆိုလိုတာဆရာနန္ဒာသိမ့်တန်ရဲ့မိတ်ဆွေကောင်းတဲ့ခီးသွားခြင်းဆိုတဲ့စာအုပ်လေးထဲမှာဖတ်ဖူးပါတယ်စုံငတ်တရားတာမန်အချိန်မှာတကောင်နဲ့တကောင်အရန်ချစ်ခင်ကြတယ်ပြည်လဲကြတယ်ပေါ့ဒါပေမဲ့တကောင်သောဆွန်ဟာအစာတစ်ခုကိုရတော့မဲ့အခါဒါမှမဟုတ်ရသွားတဲ့အခါမျိုးမှာအဲ့ဒီဆွန်နဲ့တခြားသောဆွန်တွေဟာရန်သူတွေဖြစ်သွားကြတယ်တဲ့အဲ့ဒီအစာကိုထိုးဆွန်စားလို့မရအောင်တခြားသောဆွန်တွေကဝိုင်းပြီးနှုတ်သီးတွေနဲ့စိတ်ကြခြေသေးတွေနဲ့ကုတ်ဖဲ့တာမျိုးတွေလုပ်ကြတယ်တဲ့သဘောကတော့အဲ့ဒီအစာကိုသူ့ကိုမရသေးခြင်းမူမစားသေးခြင်းမူငါတို့ပဲရခြင်းနဲ့ငါတို့ပဲစားခြင်းနဲ့ဆိုတဲ့စိတ်နဲ့ရန်ပြူးကြတာပေါ့ကွယ်ဒီလိုပုံစံပဲပဇွန်လုံးတွေကိုပလိုင်းတစ်ခုတည်းတူတူထည့်ထားကြည့်လိုက်ပလိုင်းကိုအဖုံးဖုံးထားကြရတော့မလို့ဘူးနော်အပေါ်တက်ဖို့ကြိုးစားတဲ့ပဇွန်လုံးအောက်ကပဇွန်လုံးတွေကဆွဲချကြတယ်ဒီလိုအချင်းချင်းဆွဲချနေကြတာကြောင့်ပဲပလိုင်းအဖုံးပိတ်မထားတာတော့ပဲပဇွန်လုံးမှာအပြင်ကိုမရောက်ကြတော့ဘူးဒါကအကောင်းဆုံးဘဝသင်ခန်းစာတွေပဲဒီလိုနည်းနဲ့တူတဲ့မိတ်ဆွေတွေလည်းလောကမှာအများကြီးမင်းကြုံရမယ်စုံရလိမ့်မယ်တာရုံးခဏနာပြီးကိုဒုက္ခကြုံမှာအနာကနေရှောင်သွားကြတဲ့မိတ်ဆွေတွေနဲ့လည်းမင်းစုံရအောင်ပါပဲဒါကြောင့်အပေါင်းအသင်းပေါင်းတဲ့အခါကြည်ပေါင်းတချို့ကအပေါ်ရန်ပြုံးမယ်လာတာအတွင်းကနှလုံးသားမလာကြဘူး